ကောက်ပိုင်ရှင်လေးနော်ဇော်ဝင်းခိုင်ဆိုတဲ့ကောက်ပိုင်88မှာတဲ့50ဖတ်ဖို့ရတယ်မမတဲ့ပတ်50လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်လို့နော်ဘယ်လိုပဲဖြစ်ဖြစ်လေးညနိုးပြောသမျှကဏ္ဍလေးတွေကိုတသွေးမသိယုံကြည်စိတ်ချစွာနဲ့လိုက်ပြီးတော့ငွေနဲ့ပေါ့နော်ကိုယ့်ရဲ့ပစံကိုယ့်ရဲ့ငွေနဲ့လိုက်ပြီးထိုးပေးတဲ့အတွက်ယုံကြည်လို့လိုက်ပြီးထိုးပေးတဲ့အတွက်ညနိုးဘက်ကလည်းကျေးဇူးတင်ပါတယ်ညနိုးဘက်ကလည်းစေတနာမေတ္တာမှန်ကန်သည့်အတွက်ကြောင့်မလို့လားတော့မသိပါဘူးเนาะပေးလိုက်တဲ့ကဏ္ဍတိုင်းကိုအကုန်လုံးကိုအောင်လာပါလို့เนาะတိခွန်ထွက်တဲ့နေရာလည်းပျော်ရတယ်နှစ်ရှစ်ထွက်တဲ့နေရာလည်းပျော်ရတယ်96ထွက်တဲ့နေရာလည်းပျော်ရတယ်ပါဝါ16ထွက်တဲ့နေရာလည်းပျော်ရတယ်เนาะပျော်ရတယ်846အကွေထွက်တဲ့နေရာလည်းပျော်ရတာပါပဲเนาะအဲ့တော့ဗတ်စုံပျော်ရပါတယ်ပြီးခဲ့တဲ့ပွဲစဉ်ရတော့ပေါ့เนาะကဲအခုလာမယ့်ပွဲစဉ်မှာလည်းအဲ့ဒီလိုအပျော်လေးတွေကူးဆက်နိုင်ဖို့အတွက်ညနိုးဘက်ကကဏ္ဍလေးတွေပြောမေးသုံးလုံးကိုရစောင့်နေပြီเนาะသုံးလုံးကိုရစောင့်နေပြီဆိုတော့ပေးမှာပါเนาะသုံးလုံးကိုပေးမယ်ရွှေရမင်းကသုံးလုံးကိုစောင့်နေတယ်တဲ့ဟုတ်ကဲ့ပါအပတ်တိုင်းမှန်နေတယ်ဟုတ်တယ်เนาะသုံးလုံးကိုရအပတ်တိုင်းကိုမှန်နေတာပြီးခဲ့မယ်เนาะနော်ချိုဆိုတဲ့မမရေးတဲ့ line မရှိဘူးညီမတို့ရောမှာစိတ်ညစ်လိုက်တာ။အော်ဟုတ်ကဲ့ပါနော်။ကဲ line ရှိ line လေးရတဲ့အချိန်ဒီမှာမြန်တို့ဘက်ကလည်းတော်တော်လေးပြောပြမယ်လို့နော်။တော်တော်လေးပြောပြမယ်မြန်လေး share အားလေးနဲ့ကိုယ်ပေးပါလို့နော်။အခွေတောင်းနေပြီ။တော့အခွေထုတ်ပြရမယ်။တော့အခွေထုတ်ပေးမယ်။ဆက်ပြီးတော့မွေးဖို့ပေါ့နော်အဲ့တော့တစ်ခွန်လို့36တို့ညတို့ဖျားဦးကနန်းပေးခဲ့တာကြာပြီနော်36ကအရင်ကြာသွားပြီးတော့တစ်ခွန်တော့ဒီတစ်ပတ်ပွဲစဉ်မှာကြာတယ်ပေါ့နော်ဒီတစ်လေးတို့တစ်ခွန်တော့ရေးအရန်ဘယ်လိုပြောမလဲခဏန်းနေပတ်စံအိတ်နဲ့လွယ်ရမယ်ခဏန်းနေနော်တစ်ခွန်တို့တစ်လေးတို့ဒီ86တို့อ่ะလေနော်ဘာဖြစ်လို့လဲဆိုတော့ခဏန်းနေလှတယ်လေမီမီလေးတဲ့လှလိုက်တာညီမရေးတဲ့တပည့်တမျိုးလှနေတယ်လှနေတာကအသက်တဲ့ဟုတ်ကဲ့ပါရှင်ဥပုသ်ဆောင်ထားလို့မျက်နှာမှာဘာမှတော့မလေးထားပါဘူးလို့အဲ့တော့ရင်းရင်းလေးနဲ့လှပကတိအလှနဲ့လှတယ်လို့ပြောပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်တင်ကိုလှနဲ့လှနေတယ်လို့ပြောပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ညနိုးရှိပါတိလာခံယူထားတဲ့ဥပုသ်ဆောင်ထားပါတယ်ရှင်နော်ကဲမြန်မြန်လေးရှင်းအားလေးနဲ့ကိုကြီးလေးနဲ့ like ကိုတစ်ချက်သွားပေးပါနော်တန်ခါဒီဘက်ကိုနည်းနည်းလေးပေးပါအော်မြန်တို့ရဲ့မူရင်းဖုန်းနံပါတ်ကတော့3996968443ပါနော်ဒီမြန်တို့ရဲ့မူရင်းဖုန်းနံပါတ်ဒီ3996968443ပါခင်ဗျာဆိုတဲ့ကောက်ပန်ရှင်ကအပူလာမဲ့နေ့လေးပါထည့်ပြောပေးပါလေပြောပေးပါမယ်နော်ဒီတစ်ပတ်ကတော့လာမှာရွှေညီကိုလည်းရွှေညီကိုလာမယ်ရွေးချက်ပေးမယ်ပေါ့မြန်မာပါဝါလာတို့ထိုင်းပါဝါလာမယ်အခုလာမယ်ဒါပေမဲ့အဲ့ဒါလေးတွေကဒီနေ့ပဲရလောက်မှာတင်ထိုးပါဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့ထည့်ပြောပေးမယ်နော်ထည့်ပြောပေးမယ်အဲ့ဒါလေးကဒီနေ့ပဲရလောက်မှာအားတာတယ်ပေါ့နော်ဒီနေ့လေးလောက်မှာအားတာလို့ဆိုတဲ့အကြောင်းကိုလည်းထည့်ပြောပေးမယ်အဲ့ဒါလေးကိုပြောရင်ကဲ share လေးနဲ့ဆက်ပြီးပေးမယ် like တအားနေလေးပါနော်ဟုတ်တယ်ပြီးခဲ့တဲ့ဘက်ကတုံညာတစ်လုံးပြောက်သွားတယ်နော်ဟုတ်တယ်ဝုန်းဝင်းစုရေးပြုံးလေးမပြုံးနိုင်ဘူးဖြစ်သွားတယ်တန်ရောစင်ကျူကလှလိုက်တာဆရာမလေးတဲ့ချစ်စရာလေးဟုတ်ကဲ့ပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ကဲလေးလေးလိုက်ကိုတက်လာခဲ့ပါနော်ဆရာလေးနဲ့တစ်ချက်ပြင်ပြီးလူကြီးတအားနေနေတယ်လူကြီးတအားနေနေပါတယ်ရှင်အခုမြန်လို့တက်လာတဲ့ like ကတော့2လပိုင်း24ရက်နေ့ကနေ2လပိုင်း28ရက်နေ့အတွက်ဗတ်စာလိုက်ကလေးဖြစ်ပါတယ်28ရက်ကတောက်ကြ30 3D နှိမယ်နော်နောက်တစ်ပတ်ကို 3D ဖတ်မဲ့ရက်နဲ့နောက်တစ်ပတ်နဲ့နှိတယ်နော် 3D ကတော့ကိုယ့်ဘက်ပါလာပြီနော်တစ်လုံးလောက်ပဲလွဲတော့တာနော်တစ်လုံးလောက်ပဲလွဲတော့ဆိုနောက်တစ်ပတ်လောက်ကုန်တရက်နေ့ထွက်မှာပေါ့နော်အဲ့ဒီလောက်ကုန်ထွက်မဲ့အချိန်ကျရင်မြန်လို့ကဘယ်လိုပြောမလဲ3လုံးထိုက်တက်မဲ့တိုးပါစေလို့ဆုတောင်းပေးပါတယ်နော်အလှပေါ့မလေးဆိုတော့အလှပေါ့တဲ့အလှပေါ့အရင်ကအစင်တိုးပြီးတဲ့ပြည့်စုံတော့ပြောလိုက်တယ်
我这种都拉半身里吧，然后给完心，这种哪里的哪里的，人家类似啊，里面公吧心。တဲ့ထေးထေးကြီးပဲပြောင်းနေရတယ်တနေ့တခြားလှနေတယ်မျက်နှာကြီးဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဒီတန်ရောစင်ကြိုရေး share မပေါ်ဘူးနော် share မပေါ်ပါဘူးရှင်တန်ရောစင်ကြိုရေး share ပေါ်အောင် share လုပ်ပေးပါဦးကြည်စန်းရေဘယ်လိုစကားတွေပြောတာလဲမှန်တာပေါ့ညနိုးပြီးခဲ့တဲ့အပတ်ကနှစ်ရှိမေတစ်ခွန်မေ96မေဘလူစကားတော့16ပါဝါရှယ်မွေးအိုးရလိုက်တာပြောမနေနဲ့846အခွေပေးတယ်ပါဝါခွန်ပရိတ်ပေးတယ်100%ရတယ်ဦးကြည်စန်းရဲ့နားမလဲပဲနဲ့ဝင်မဟောင်းနဲ့ဦးကြည်စန်းရဲ့သမီးကဥပုပ်ဆောင်ထားတယ်နော်ဥပုပ်ဆောင်ထားတယ်ဦးကြည်စန်းရဲ့နော်ဥပုပ်ဆောင်ထားတယ်17ရက်ဒိတ်ခံဝင်ထားတယ်အဲ့တော့မသိရင်ဝင်မဟောင်းပါနဲ့နော်မသေးနဲ့လှလိုက်တာညီမရေတဲ့ဟုတ်ကဲ့ပါရှင်နော်ခင်ချိုမြင့်အကုန်မှန်နေညီမရေဟုတ်ကဲ့ပါကျေးဇူးများတင်ပါရေတန်ရောစင်ကြိုးက share ပေးထားတယ်နော်ဆရာမလေးတဲ့ share မပေါ်ဘူးရှင် share ပေါ်အောင် share ပါကဲမင်းရဲ့လူရဲ့မွေးဖုန်းနံပါတ်ဒီ399609684435ပါရှင်နော်မင်းရဲ့လူရဲ့မွေးဖုန်းနံပါတ်ဒီ399609684435ပါရှင်နော်အဲ့တော့ပြီးခဲ့တဲ့ဘက်က3လုံးကခဏလေးတွေတစ်လုံးလေးချိတ်တယ်နောက်တစ်ပတ်ကျရင်တော့လာကုန်ပြီးတရနေ့ထွက်မဲ့ 3D ဒီမျက်နှာတို့3လုံးတိုက်အတူတဲ့ဝင်ပါစေရှင်เนาะစတောင်းနေပါတယ်ခဏလေးတွေသေချာကြိုးစားပြီးတော့3လုံးကိုလေသေချာလေးကြိုးစားပြီးတော့ထုတ်ပေးပါမယ်เนาะတွက်မှာတော့မဟုတ်ပါဘူးเนาะဇော်ကြီးကပြောထားတယ်တွက်မှာတော့မဟုတ်ဘူး3လုံးကောင်းရင်ရမယ်နောက်တစ်ပတ်ကြာရင်เนาะနှီးတယ်เนาะအေးနိုင်ဆိုတဲ့ကောင်ဦးကြည်စန်းရေးတဲ့ဘယ်မှာသွားအိပ်ပျော်နေလေတဲ့ဟုတ်တယ်ဘလော့လိုက်ပြီဦးကြည်စန်းဘလော့လိုက်ပါပြီရှင်เนาะနင်တို့သိပြီးတော့စကားလေးကမပြောချင်ဘူးเนาะတော်ဖြူကခွေးတွေဝင်ဟောင်းနေတယ်ဒီလိုပါပဲလို့เนาะတော်ချိုချိုတဲ့အခုတော့မယူပါနဲ့တနည်းမယူပါဘူးရှင်မယူเนาะညတို့ကိုတီလေးနဲ့ကိုတရားလေးနဲ့ကိုနေတယ်ဒါအခု like ကလည်းစနေလေးည9:00 နာရီကိုရမဖြစ်မနေလိုက်တက်ဝင်ပေးတာပါဘာကြောင့်လဲဆိုတော့လေကိုမျောလင့်နေတယ်ပြီးတော့ခဏန်းနေရလဲအကုန်အောင်သွားတာလေเนาะလိုက်မှာပြီးခဲ့တဲ့ဘက်ကပေးတဲ့ခဏန်းနေရအရန်အောင်သွားတာအဲ့တော့မျောနေကြမှာအာကိုတကြီးနေပေါ့เนาะနန်တက်လို့ပြောတာမဟုတ်ဘူးเนาะကိုပေးလိုက်တဲ့ခဏန်းလေးတွေအဆင်ပြေသွားကြတယ်မျောနေမှာပဲအဲ့တော့ကုသိုလ်ရေးကကုသိုလ်ရေးဘာသာရေးကဘာသာရေးသာသနာရေးကသာသနာရေးဆိုပြီးတော့ညမမဖြစ်မနေလိုက်ကိုတက်လာခဲ့ပေးတာပါလို့เนาะကဲအဲ့လိုမျိုးလိုက်ကိုတက်လာမယ်share လေးနဲ့ကိုညီမယ်မြန်လို့ကနန်းစတင်ပြောတော့မယ်နော်ကနန်းစတင်ပြောတော့မယ်share ရွှေရမင်းဆိုတဲ့ကောက်ကံရခွန်တင်းနေတဲ့36ကဖျားဘူးထွက်ရင်မွေးထိုးလို့ပြောထားတယ်ညီမကြီးတဲ့ဟုတ်တယ်ဖျားဘူးကနန်းနေအဲ့ကနန်းနေရနော်ဒီတစ်ပတ်ထပ်ပေးအောင်နေတစ်ခွက်ပဲပေးနှစ်ခွက်ပေးခဲ့မယ်ဖျားဘူးကနန်းနှစ်ခွက်ပေးခဲ့မယ်တစ်ပတ်ထဲမှာကြာစင်ကြာသွားမယ်ယုံကြည်ရင်တော့ထိုးပေါ့နော်ဒီလိုင်းပေါ်ကမင်းသားညီမပေးတဲ့ကနန်းတွေအောင်လုံးလို့တဲ့ကစားကျင်တဲ့စိတ်တွေပေါက်တယ်တဲ့ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါလို့နော်ဒေါ်ကျူကျူအေးမင်္ဂလာပါမြတ်နူးမြတ်ရေးတဲ့ဟုတ်ကဲ့မင်္ဂလာပါရှင်နော်ခက်တဲ့ဦးကျော်အခုလိုက်ကဘယ်နေ့လဲမြတ်နူးတဲ့2လပိုင်း24ရက်နေ့ကနေ2လပိုင်း28ရက်နေ့အတွက်တပတ်စာလိုက်ကလေးဖြစ်ပါလိမ့်ရှင်တင်းလွယ်ဆိုတဲ့ကောင်းလူလွဲနေတာနေမှာတဲ့ဟုတ်မှာပေါ့အတုနဲ့တွေးတာနေမှာပေါ့ဘောလို့နော်အတုနဲ့တွေးတာနေမှာပေါ့ကိုဆိုတဲ့ကောက်ပန်ရှင်ညီမလေးတဲ့ KB ကအကိုအမြဲထိုးနေတယ်တဲ့99လေးကညီမလေး KB တဲ့မပါတာတအားရှိသွားတယ်99လေးကညီမလေးပြေးတယ်နော်သဘောပေါက်ပြီပြောတဲ့စကားကိုပြင်ဟုတ်တယ်ပြီးခဲ့တဲ့အတွက်ကပါတယ်ငါအပူကိုကြိုက်တာလေညလို့အပူကြိုက်တာဒါပေမဲ့ကိုတမျိုးဖြစ်သွားပေါ့နော်99လေး99 2 3 9 9ခွန်55ခွန်44
ခွန်3လုံးကျန်းအဲ့လိုလေးထိုးတယ်ကိုကြတော့ဘာတွေထိုးလဲဆိုတော့ခွန်အတွဲထိုးတယ်4ခွန်5ခွန်တော့ဗာလဲခွန်3လုံးအဲ့ဒါ3ခွန်မပါဘူး3ခွန်မပါဘူးအဲ့တော့နီးလာပြီလေနော်ကဏ္ဍနှလုံးတူလာပြီနှလုံးမဲကြံတော့တယ်အဲ့တော့နောက်တစ်ပတ်ကျရင်3လုံးတိုက်တူတဲ့ဝင်ပါစေလို့ဆုတောင်းပေးတယ်နော်3လုံးတိုက်တူတဲ့ဝင်ပါစေရှင်နော်ဝင်စုဆိုရယုံကြည်ပါတယ်တဲ့ဟုတ်ကဲ့ပါရှင်တန်ဆင်ဆိုတဲ့ကောပါရှင်ညနိုးရေးတဲ့ like ကိုကြည့်ပြီးထိုးတာ9ချိန်ရတယ်တဲ့ကျမ်းမာချမ်းသာ၍အသက်ရှိပါစေတဲ့ပေးတဲ့ဆုနဲ့ပြည့်စုံရပါစေရှင်နော်ပေးတော်ဆုနဲ့ပြည့်စုံရပါစေလို့နော်မကြည်ဆိုရမင်္ဂလာပါသမီးလေးတဲ့ဟုတ်ကဲ့မင်္ဂလာပါရှင်နော်မင်္ဂလာပါကဲညနိုးကဒီတစ်ပတ်ထဲမှာထွက်နိုင်တယ်ပေါ့နော်အဲ့ဒီဝေကနန်းကိုကြိုက်တဲ့အတွက်ညနိုးမြတ်တာလက်ဆောင်ပေးမယ်လောလောဆယ်တော့ 2D နဲ့အမျက်အရင်ယူပေါ့နော် 2D နဲ့အမျက်ရင်ယူနောက်တစ်ဖက်ကျမှ 3D နဲ့အမျက်ယူမယ်နော်ဒီတစ်ပတ်တော့ 3D and 2D လေးနှစ်ကွက်နဲ့ပေါ့နော်မွေးထိုးရမယ် 2D နှစ်ကွက်ကိုမြတ်တာလက်ဆောင် head line ပေါ်မှာပေးခဲ့မယ်ရှေ့တစ်ပတ်ကတော့ဒါဖျားမှုကနန်းဆိုတော့ဒါဖျားမှုကနန်းမွေးထိုးတဲ့သူတွေပေါက်မယ်နောက်တစ်ပတ်မှာအဲ့တည်းပြီးခဲ့တဲ့ဘက်ကမျိုးထပ်ပြီးပေးခဲ့တာလေဒီတစ်ခွန်ကတော့ငါတို့ကအများအားချောင်းနေတယ်ဘူးဆိုတော့တစ်ခွန်တို့4တစ်တို့ကငါတို့ကအများအားဒီကနန်းလေးတွေကဟိုကြိုက်တော့ကနန်းလေးတွေနော်အဲ့တော့အဲ့ကနန်းလေးတွေကအများအားလူတို့မျိုးကြိုက်ချောင်းနေတာဒီကနန်းအဲ့တော့ဒီကနန်းမှာရလိုက်တာကိုနောင်တမရမိတော့ဘူးပေါ့မပေးမိရင်နောင်တရမိမယ်ကိုလည်းပေးမိတယ်သူလည်းထွက်တဲ့အတွက်နောင်တမရတော့ပျော်ရတာပေါ့နော်ပျော်ရတာပေါ့တစ်ခွန်လဲဆိုဝမ်းသာရမ်းကိုဝမ်းသာပါပါတယ်နော်ဒီ line ပေါ်မြင်တာ 3D ဝါဒနာပါတယ်ညီမကြီးတဲ့ဟုတ်ကဲ့နောက်တစ်ပတ်ကျရင်ဒီမဲ့ယေသနာထွေးဆိုတဲ့ကောက်ပိုင်ရှင်ကညီမတဲ့အမြဲတမ်းအားပေးနေပါတယ်ထာဝရလည်းကျမ်းမာချမ်းသာပျော်ရွှင်နိုင်ပါစေတဲ့ဟုတ်ကဲ့ပါအကိုကြီးနော်ယေသနာထွေးဆိုတဲ့ကောက်ပိုင်ရှင်ကခရီးသစ္စာတဲ့မြင်လူကြီးတဲ့ကျမ်းမာရေးခယူဆိုင်ပါတဲ့ဟုတ်ကဲ့ပါရှင်ယေသနာထွေးဆိုတဲ့ကောက်ပိုင်ရှင်ကငွေလဲလွှဲထားပြီးပြီတဲ့ဟုတ်ကဲ့ပါအကိုဟုတ်ကဲ့ပါကျေးဇူးပါနော်ကိုနော်တန်ဆင်ဆိုတဲ့ကောက်ပိုင်ရှင်ကမမတဲ့ပိုင်သွားတယ်နော်တဲ့ဟုတ်တယ်မမပိန်သွားတယ်နော်ငါမုံနဲ့အခရာမင်္ဂလာပါတဲ့ဟုတ်ကဲ့ပါရှင်နော်ပေါ်သေးဆိုတဲ့ကောက်ပိုင်ရှင်ကအမြဲတမ်းအပေးနေတာလေဟုတ်ကဲ့ပါလို့နော်ချူဖြိုးဆိုတဲ့ညီမကြီးတဲ့ဒီတစ်ပတ်မှန်ပါဝင်တယ်နော်ဟုတ်ကဲ့6ခွန်ကို68445ဝင်ပေးပါနော်6ခွန်ကို68445ဝင်ပေးပါရှင်နော်မြင်မြတ်လူရဲ့ဖုန်းနံပါတ်ဒီ39ကို6ခွန်ကို68445ပါရှင်နော်ကိုဆိုတဲ့ကောက်မှ954ကမွေးထူတာ9နှစ်လောက်ရှိပြီတဲ့အကို954လေးကိုမွေးရမယ်ဆိုညီမနောက်တစ်ပတ်ကျရင်ခဏန်းပေးမယ်နော်ကိုနော်အဲ့ခဏန်းလေးကိုမွေးလိုက်အကိုအလောင်းမှမမွေးရအောင်အကို954တောင်9နှစ်ဆိုတော့ဆက်တော့မွေးပေါ့အကိုမွေးလာတဲ့ခဏန်းကိုတော့အကိုဆက်မွေးညီမနောက်တစ်ပတ်ကျရင်ဟိုပေါ့2ပင်3ပင်လောက်ပဲအဲ့လိုမျိုးညီမရတဲ့ခဏန်းတွေကအများကြီးမမွေးရအောင်2ပင်3ပင်လောက်ပဲမွေးရတဲ့အကိုကြီးနော်ဒီ3ခွန်လို့ဘာလို့ဆိုရင်လွန်ခဲ့အဲ့ဒါပဲတော့ထွက်တဲ့ကနန်းနေလဲဆိုတော့934တို့644တို့ထွက်တဲ့အပတ်တွေတော့မျိုးလို့ပေးခဲ့ပြီးတဲ့အကိုကြီးဒီ3ခွန်ကလေနော်အဲ့လိုမျိုးဝါသနာပါတယ်ဆိုရင်အဲ့လိုဆိုဘလောက်မှမကြောက်ဘူးတွေ့လားကိုဒီ3ခွန်ကအခုဒီတစ်ပတ်မှလာထွက်သွားတာပေါ့နော်ပေးခဲ့တဲ့အပတ်မှလာထွက်သွားတာမြင်လို့အဲ့3ခွန်ဆိုတဲ့ကနန်းကိုပေးခဲ့ဘူးတယ်ဆိုတော့မြင်လို့ဖေအပင်တော့ကပေးတယ်ဖေအပတ်တွေတော့ကပေးခဲ့ဘူးတာလေဆိုတော့မြင်လို့ပြန်တော့ပြမယ်နော်အဲ့ဒီ934ထွက်တဲ့အပတ်တုံးကမြင်လို့က435နဲ့လားမသိသေးတော့မြင်လို့ဓာတ်တွတ်ကြီးပေါ့နော်ဓာတ်တွတ်ကြီးပေါ့အဲ့ဒီအပတ်မှာမြင်လို့ထည့်ပေးလိုက်တယ်3ခွန်ကနန်းမြင်လို့ထည့်ပေးလိုက်တယ်ဟုတ်တယ်934ထွက်တဲ့အပတ်မှာတော့မြင်လို့က435နဲ့ပေးတယ်တက်လေထိုးတဲ့သူတွေပေါက်တယ်အဲ့ဒီအပတ်မှာမြင်လို့ကိုရနေ့ကစာအုပ်မှာပြန်ကြည့်တယ်သိလား3ခွန်လို့3ခွန်တက်လို့မြင်လို့ပေးခဲ့တယ်အဲ့ဒါဒီတစ်ပတ်မှာလာဖတ်တယ်အကိုကြီးအဲ့လိုမွေးပြီးတော့ထိုးရတာဝါသနာပါရဆိုရင်ညလူနောက်တစ်ပတ်ကျ2ပင်3ပင်လောက်ပဲမွေးရမယ်ခဏလေးတွေပေးမယ်နော်ကိုနော်ကိုဆိုတဲ့ကောက်ပိုင်ရှင်ဟုတ်ကဲ့ပါကျေးဇူးများတင်တယ်နော်ဟိုဘက်ကမတွေ့ဘူးနော်ထွင်နေညလူပြီးခဲ့တဲ့ဘက်ကလည်းလိုက်ထွင်နေအောက်မှာဒီလိုမထိုင်နိုင်လို့တော့ညလူခုံပေါ်မှာထိုင်ထွင်လာပြီနော်ပြီးခဲ့တဲ့ဘက်ကညလူဒီလိုအောက်မှာမထိုင်နိုင်
မထိုင်နိုင်တော့3ပတ်4ပတ်လောက်ကိုမြန်လို့ခုံနဲ့ထိုင်ခွင့်ခုံနဲ့ထိုင်ခွင့်လားအဲ့ဒါဒီတစ်ပတ်မှာအဲ့လိုမျိုးအောက်မှာပြန်ထိုင်ခုံနဲ့ထိုင်ရတော့မကြိုက်ဘူးအဲကြောင့်ချမ်းဆိုတဲ့ကောက်ပါရှင်မင်္ဂလာပါမြန်လို့ရေဟုတ်ကဲ့ပါရှင်မင်္ဂလာပါနော်ကဲဒီနေ့လေးစတင်ပြောတော့မယ်နော်ယူလေးတော့300ရပြီပေါ့နော်ရတဲ့လောက်ပဲပေါ့လေနော်ရတဲ့လောက်ပဲအဲ့ရှင်ထဲမှာမကောင်းဘူးလားဒီ3ခုဟောနာပေါက်သွားရင်လေနော်အကုန်တော့အဆင်ပြေမယ်နော်ကိုဆိုတော့900လေးကတဲ့2000ပိုးရတယ်ညီမလေးဟုတ်ကဲ့တွေ့ရတာနော်ကိုနော်ဟုတ်တယ်ညီမအဲ့ဒီဘက်တော့မပြီးကိုလိုမှတ်မိပြန်ကြည့်အဲ့3ခုဟောလေး3ခွန်တက်တယ်ညီမအများရန်ပေးတယ်အဲ့ဒီနိုင်လေးလှတယ်ကြိုက်တယ်ကိုကြိုက်တယ်နော်1ခွန်ခွန်3ခွန်ခွန်3ခွန်တက်ညီမပေးဘူးလေအဲ့ဒီနိုင်လေးကဲထားလိုက်တော့3ဒီကနောက်တစ်ပတ်ကိုထိဝင်မယ်ဒီတစ်ပတ်မှာကိုလေးတခြားလိုက်မှတ်ပါတူးဒီမွေးကနနှစ်ခွက်ပေးမယ်ဒီတစ်ပတ်မှာထွက်ချင်ထွက်သွားလိုက်မယ်နော်ထွက်ချင်ထွက်သွားလိုက်မယ်နော်ကိုနော်ကဲအားလုံးပဲလိုက်မှကြည့်တဲ့မိသားစုတွေချမ်းရေအမြဲရှာတယ်မတွေ့ဘူးလေအဲ့ဒါအခုလွှင့်လာတဲ့ like ကိုဒီကလို့ပြော share ထားလက်မနှိပ်ထားအသေးပေးထားအဲ့ဆိုရင်နောက်တစ်ပတ်မြန်လို့ဒီ line မှာတက်လာရင် auto တွေ့ရမယ်နော် auto တွေ့ရလိမ့်မယ်နော်ဒီ line ပေါ်မှာမြင်သား900လေးမှာ2000ဘိုးရလိုက်တယ်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ရှင်နော်ဦးဆိုတဲ့ကောက်ပန်ရှင်နာမည်ခေါ်ပေးပါလားညီမလေးတဲ့ကျေးဇူးပြုပြီးတော့ကဲဦးဆိုတဲ့ကောက်ပန်ရှင်ရေနာမည်ခေါ်ပေးလိုက်ပါပြီရှင်နော်တန်းဆိုးဆိုရတာမကြီးတဲ့ဖုန်းခေါ်တာမကင်ဘူးဖြစ်နေတယ်ထပ်ခေါ်ပါ6096443ကိုထပ်ခေါ်ပေးပါနော်ကင်လိုက်ပါမယ်ကင်ပါလိုက်မယ်နော်ဖုန်းကတနေရာမြန်လို့ကတနေရာဖြစ်နေတယ်ကင်ပါလိုက်မယ်ခေါ်လိုက်ပါ6096443အခုခေါ်နော်ဒီလိုညပတ်ခေါ်မနှက်ပြင်တအားချက်တယ်မိမိသမီးမျက်နှာတဲ့တက်ရှိချမ်းပါပြီတာသနာပြုနိုင်ပါစေတဲ့ဟုတ်ကဲ့ပါဒီရစုနဲ့ပြည့်စုံပါစေရှင်နော်ပြည့်စုံပါစေမတ်တေးဆိုတော့အခုကတဲ့ညီမလေးအိမ်မှာလားတဲ့ဗမာလဲတဲ့မဟုတ်ပါဘူးညတို့ခရီးထွက်နေတာပါလို့နော်ညတို့အိမ်မှာမဟုတ်ပါဘူးညတို့ခရီးထွက်နေတာပါကျမကြီးမပေါင်းလို့စေဖို့ထွက်နေတာပါရှင်နော်ကဲအသေးတွေအများကြီးပေးထားတယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ကဲစတင်ပြောတော့မယ်နော်ကဲအားလုံးပဲမင်္ဂလာပါမြင်လို့လည်းမချီတော့ဘူးဆိုတာကမြင်လို့ကရှစ်ပါးတိလာယူထားတော့ယောဂီတွေဖြစ်နေတဲ့အတွက်အဲ့တော့မြင်လို့ကဒီကမိသားစုတွေကိုမြင်လို့လက်အုပ်ချီပြီးတော့မပြောတော့ဘူးဒီလိုလေးပဲစုတောင်းနေတာပို့တာပေးတော့မယ်နော်အခုချိန်မှာမြင်လို့ယောဂီတွေဖြစ်နေရလေနော်ကဲအခုမြင်လို့တက်လာတဲ့ like ဒီ2လပိုင်း24ရက်နေ့ကနေ2လပိုင်း28ရက်နေ့အတွက်တစ်ပတ်စာ like လေးဖြစ်ပါတယ်မြင်လို့ရဲ့ like ကိုအခုအားပေးကြည့်ရှုကြတော့မိသားစုတွေ9နှစ်9ရက်သားသမီးအားလုံးကိုစိတ်မပြဘေးရန်ကင်းဝါပြီးစိတ်တော်ကဟူသည်များကင်းရှင်းကြပါစေမရှိစကားနားဝမှာမကြားသေးမကြားရှိရပါစေနဲ့ကြံတိုင်းအောင်ဆောင်တိုင်းမြောက်ပြီးလူရခကြီးကိုရှောက်လန်းနိုင်သောပုဂ္ဂိုလ်မြတ်တွေဖြစ်ပါစေသူတော်ကောင်းသူမျက်လုံးတွေဖြစ်ပါစေလို့မိမျက်နှာကဆုမွန်ကောင်းပနာဦးစွာတောင်းပေးပါတယ်နော်ဆုမွန်ကောင်းတောင်းပေးပါတယ်ကဲအခုညနေပြောမယ်ပြီးခဲ့တဲ့အပတ်ကလို့ပဲနော်အားလုံး9နှစ်9ရက်သားသမီးတွေအားလုံးတော့ခွန်တလုံးကိုစိတ်ချယုံကြည်စွာပတ်ပါ3လုံးခွေပေးခဲ့ပါမယ်ပြီးမယ်နော်အဲ့တော့ခွန်တလုံးကိုစိတ်ချယုံကြည်စွာပတ်ပါနော်ခွန်တလုံးကိုစိတ်ချယုံကြည်စွာပတ်ပါပြောပြီးနော်စိတ်ချလိုက်နိုင်တယ်နော်တပတ်စာမန်ပါကြီးက1000ပါရှစ်နော်တပတ်စာမန်ပါကြီးက1000ပါဖြူဖြူရေး80လိုက်နိုင်တယ်နော်ကွန်မန်းမှာရေးပေးရင်ပို့အဆင်ပြေပါတယ်ခွန်တလုံးဒီစိတ်ချစွာယုံကြည်စွာအမရဖုန်းမကင်ဘူးတဲ့တန်ဆိုးဆိုတဲ့ကောက်ကန်ဟုတ်လား6696843ဖုန်းတစ်ချက်တော့ဆက်ပေးပါဟုတ်ပါညနိုးလေးတဲ့သပင်တိန်းထားလို့လားတဲ့ပိန်သွားတယ်နော်ကျမ်းမာရေးပြည်စာရေးတဲ့ဟုတ်ကဲ့ညနိုးကျမ်းမာရေးမကောင်းလို့ပူအောင်ရောပြီး17ရက်ဝတ်ထားပါတယ်ရှင်လို့နော်ဟုတ်တယ်သပင်လေးစီးထားတာပါလို့နော်ဖုန်းမကင်ဘူးတဲ့ဖြစ်တယ်6096843ဖုန်းတစ်ချက်ဆက်ပြီး6096843ဖုန်းမဆက်နဲ့ဖုန်းနဲ့ဖုန်းမဆက်ကင်ပြီးဖို့ဖုန်းလေးကင်ပြီးဖို့ပြောပြနော်ခွန်တလုံးကိုစိတ်ချယုံကြည်စွာ6096843ကိုပဲဆက်နော်အများကြီးရှောက်ပောက်ကြရတယ်ရှောက်မဆက်နဲ့နော်ဘာလို့လဲဆိုတော့ဖုန်းမှားမှာဆိုလို့လေနော်6096843ကိုခေါ်လို့မရလို့ဒီပြင်ဖုန်းကိုခေါ်လိုက်မယ်ဟေးဆိုရင်
အကောက်တုတွေဝင်သွားလိမ့်မယ်နော်အကောက်တုတွေကတအားများတယ်ဘလို့မှလည်းပြောလို့မရတော့ဘူးမပြောလဲမပြောတော့ဘူးအဲ့တော့နှုံတဲ့သူတွေခံပဲပေါ့နော်မေတ္တာတရားနဲ့ပဲနေတော့တယ်လို့နော်မှားတဲ့သူကမှားတယ်ဆိုရင်မှားတဲ့တန်းကိုခံကြဟုတ်လားဒီလောက်မှာလိုက်လွှင့်ရင်မရှက်မကြောက်နဲ့ဒီမှာဖုန်းနံပါတ်ကြီးကိုထောင်ပြီးတော့ညနေလက်တွေအညာခံပြီးတော့ပြောပေးနေတာအဲ့ပြောပေးနေရင်းနဲ့မှမှားတယ်ဆိုတော့လေမှားတဲ့သူနှုံတဲ့သူတွေခံကြလို့နော်6ပုံကို6ချက်လေး4 3 5ပါလို့ညနေနေအတန်တန်ပြောတယ်နော်အဲ့တော့ခွန်တလုံးကိုစိတ်ချယုံကြည်စွာပတ်ပါ80ခွန်3ခွန်5ခွန်8ခွန်1အရန်ပဲထိုးမိန်းအောင်တင်ထိုးကြမလို့မိန်းတစ်ခွက်တင်ပေးမှာလို့နော်ထိုးခြင်းရင်တော့ကိုပတ်စံတတ်နိုင်ရင်တော့ကိုထိုးပေါ့ညတို့ကတော့ဒါများမှဆိုလို့ခွန်ပတ်တဲ့မိသားစုတွေနော်ခွန်ပတ်တဲ့မိသားစုတွေပတ်လို့ရပါတယ်ယုံကြည်စွာပတ်ပါဟုတ်တယ်နှစ်ခွန်ကတော့ကောင်းတယ်ဒါပေမဲ့ညတို့ကပြီးမှပြောမဲ့တယ်မှာပါမှာမလို့ထည့်ပြီးတော့ဒီမိန်းခွက်ထဲမှာမထည့်ပြီးတော့တာနော်အဲ့တော့ခွန်တလုံးကိုစိတ်ချယုံကြည်စွာပတ်ပါ80ခွန်3ခွန်5ခွန်8ခွန်1ခွန်1ကိုပြန်ထည့်ပေးထားတယ်နော်ကြားပင်ကြားလက်ရှိပါတယ်နော်ကြိုက်တယ်လေကြားပင်ကြားလက်ရှိတယ်ခွန်1တွေကလေး1တွေထည့်ပြောပေးမှာအဲ့တော့တစ်ချက်ဆောင်ပြီနော်ခွန်တလုံးကိုလာတဲ့သမီးလေးကအမြဲတဲ့ချစ်သမီးလေးဒေါ်နန်းဆိုတဲ့အကောက်ပိုင်ရှင်လေးဟုတ်ကဲ့ပါဒေါ်နန်းရေကျေးဇူးအများကြီးတင်ပါတယ်ရှင်သမီးလေးယောဂီကြီး17ရက်ဝတ်တဲ့အချိန်မှာ9နှစ်9ရက်သားသမီးတွေရောအဖွဲ့ဝင်မိသားစုတွေအတွက်ပို့ပြီးတော့ကုသိုလ်ဒါနပို့လုပ်ပေးတယ်ဆုတောင်းမေတ္တာများများလေးပို့တာပေးတယ်လို့နော်သမီးတတ်နိုင်တဲ့ဘက်ကကျေးဇူးပြန်ဆက်တာပါလို့နော်အဲ့တော့ခွန်တလုံးကိုစိတ်ချစွာပတ်ပါ80ခွန်3ခွန်5ခွန်8ခွန်1မိန်းတစ်ခွက်ထုတ်ပေးမယ်86မိန်းတစ်ပါနော်မိန်းအော်86တစ်ခွက်ကိုတင်ပို့မယ်နော်86မိန်းတစ်ခွက်ကိုတင်ပို့မယ်ရမ်းကြိုက်နော်ရမ်းကြိုက်တယ်အဲ့တော့86ကမိန်းတစ်ခွက်8တလုံးအလှဆုံးနော်8တလုံးအလှဆုံးပါ8တလုံးအလှဆုံးပါခွန်တလုံးအကောင်းဆုံးပါဟုတ်လားခွန်တလုံးကအကောင်းဆုံး8တလုံးကအလှဆုံးနော်83 80 85 89 81ဒါဆိုဖုန်းခေါ်နေတာကိုင်း8တလုံးအလှဆုံးပါ83 80 85 89 81အဲ့ဒီတွေကမိန်းကပြန်ထုတ်ပြီးမယ်နော်8ထဲရပဲမိန်းကပြန်ထုတ်ပြီးမယ်နော်8ထဲရပဲမိန်းကပြန်ထုတ်ပြီးမယ်83 80 85 89 81အဲ့ဒီတွေကပဲမိန်းကပြန်ထုတ်ပြီးပါမယ်89ပါ89ပါနော်89ပါမိန်းကကနော်မိန်းကက89ပါထုတ်ပြီးထားတယ်နော်မိန်းကတွေထုတ်ပြီးထားတယ်နော်အဲ့တော့ဟုတ်ပြီ83 80 85 89 81အဲ့ဒီတွေကမိန်းကပြန်ထုတ်ထားတယ်89မိန်းကနော်မိန်းကပါတင်ထုတ်ပေးထားပါတယ်ကဲပြုံးလေးကနှစ်တလုံးလာပါပြီရှင်နော်ပြုံးလေးကနန်းအောင်စောင်းနေမိသားစုလေးနှစ်တလုံးကပြုံးလေးယုံကြည်ပတ်အရန်ကြိုက်တော့ပတ်သီးလေးတွေပဲရွေးထုတ်ပေးထားတယ်မပြောက်လောက်နဲ့ပတ်သီးတွေကိုရွေးထုတ်ပေးထားတယ်ကိုယ့်ဘက်ကတော့100ရာခိုင်နှုန်းပေါ့နော်သူ့ဘက်ကတော့အမေခုမြန်လို့ရွေးထုတ်ပေးထားတဲ့ပတ်သီးတွေကအရန်ကောင်းပါတယ်ပတ်သီးတွေမင်းကွက်တွေတော်တော်ကောင်းတယ်နော်အဲ့တော့နှစ်တလုံးဒီပြုံးလေးပါ29 25 26 23 21ပါအဲ့ဒီတွေကမင်းကွက်ပြန်ထုတ်ပေးမှာပါနော်ကွန်မန်းမှာတစ်ချက်လောက်ဝင်ရေးပေးပါ29 25 23 26 21ပါနှစ်တလုံးဒီပြုံးလေးဆင်းလာမယ်ခဏလေးပါရှင့်ပြုံးလေးစောင့်နေတဲ့မိသားစုနေစဉ်တရောက်သွားပါလေမျိုးထက်လင်းဆိုတဲ့အရန်ကြိုက်တယ်ရှစ်ကူလာဘူးလာမမျက်လို့ရဟုတ်ကဲ့ဟုတ်ပါတယ်နော်အဲ့တော့အရန်လဲဟော့တော့အောင်အရန်လဲဟော့တော့အောင်မယ်နော်အရန်လဲဟော့တော့အောင်မယ်နော်အဲ့တော့အလှဆုံးက8တလုံးနဲ့83 80 85 89 81အဲ့ဒီတွေကမြင်လို့မင်းကွက်ပြန်ထုတ်ထားတာ89တကွက်ခွန်တလုံးအကောင်ဆုံး80ခွန်3ခွန်5ခွန်8ခွန်1အဲ့ဒီဒါကတော့တစ်ခွက်မင်းကွက်ကတော့ခွန်ဒီမှာရခွန်6ကိုမင်းတစ်ခွက်တင်ထိုးနော်86ဆိုတဲ့မင်းကတင်ထိုးပါမယ်နော်အဲ့တော့ပြုံးလေးစင်းအောင်မှာနှစ်တလုံးနော်
ငငယ်ဆိုတဲ့ကောက်ပိုင်ဆရာမရှင်တဲ့မင်္ဂလာပါတဲ့စေတနာရှင်ဆရာမလေးနေမြတ်လို့ပါတဲ့ဟုတ်ကဲ့ပါရှင်ငငယ်ကြီးအမလည်းနေမကောင်းနေတော့လေဘိုင်ဘာဘတ်တွေလည်းဘိုင်ဘာတွေမဖွင့်ရအောင်ပေါ့နော်ဘိုင်ဘာဘတ်တွေလည်းသိမရောက်ဘူးကွယ်အဲ့တော့ငငယ်ကိုလည်းတတိရတယ်နော်ငငယ်ကြီးနော်အမမှတ်မိတယ်ငငယ်တို့လေနော်ငငယ်ကိုမှဘိုင်ဘာလည်းပို့ပေးတယ်မက်ဆေ့ကလည်းပို့ပေးတယ်ဟိုတုန်းကပေါ့ငငယ်လည်းဘယ်ဒီရောက်နေတာတော့နော်မအေးဆန္နာဟုတ်ပါကျေးဇူးများတင်တယ်နော်မအေးဆန္နာကြီးအဲ့တော့နှစ်တလုံးကပြုံလေးဆင်းလာမယ်နေစဉ်တယောက်သွားလဲဒီတစ်ပတ်နေစဉ်ကိုမတွေ့ဘူးနော်နှစ်ကိုနှစ်ချောင်းနှစ်ငါးနှစ်သုံးနှစ်တစ်ပါအဲ့ဒီထဲမှာနှစ်နဲ့ပတ်သက်တယ်မှာမိန်တစ်ခွက်ပြန်ထုတ်ပါမယ်နှစ်တစ်ပါရှင်နှစ်တစ်ပါနော်နှစ်တစ်ပါနှစ်တစ်ပါနော်ကွန်မန့်မှာဝင်ပြီးကျေးဇူးများတင်တယ်မြင်တော့ခဏလေးပြောတော့မယ်နော်ပေးမယ်ရွှေရမင်းကြီး3လုံးအခွေပေးမယ်နော်တစ်ချက်ပဲစောင့်ပြီးနော်အဲ့တော့လေးတလုံးအကောင်းဆုံးပါနော်လေးတလုံးအကြိုက်ဆုံးပါရှင်လေးတလုံးဒီအကြိုက်ဆုံးပတ်ပြီးပါနော်လေးတလုံးဒီအကြိုက်ဆုံးပတ်ပြီးလေးဒီထိတ်ကနေလာပါလိမ့်မယ်နော်လေးဒီထိတ်ကနေဆင်းလာပါလိမ့်မယ်လေးတလုံးအကြိုက်ဆုံးလေးတလုံးဒီထိတ်ကနေဆင်းလာပါလိမ့်မယ်နော်လေးခွန်လေးကိုလေးငါလေးသုံး40လေးနဲ့ပတ်သက်ရင်လေးခွန်လေးကိုလေးငါလေးသုံး40ပါလေးခွန်လေးကိုလေးငါလေးသုံး40ပါလေးနဲ့ပတ်သက်တဲ့ပတ်တီးဟာလေးဒီထိတ်ကနေဆင်းလာပါလိမ့်မယ်နော်လေးဒီထိတ်ကနေဆင်းလာပါလိမ့်မယ်လေးခွန်လေးကိုလေးငါလေးသုံး40ပါမိန်တစ်ခွက်ထုတ်ပေးမယ်နော်လေးကိုကွန်မန့်မှာချရေးပေးပါရှင်လေးတလုံးကိုကွန်မန့်မှာချရေးပြီးရင်ကျေးဇူးများတင်ပါတယ်เนาะလေးလုံးကြံသေးတယ်ကွန်မန့်မှာချရေးဖို့လေးလုံးကြံသေးတယ်ဝေခဏန်ပေးမှာเนาะဝေခဏန်ပေးမှာ share နဲ့တစ်ချက်သွားမယ်เนาะပြီးခဲ့တဲ့အပတ်က 100% အပြည့်ရထားပြီးသားเนาะ3လုံးခွေရတယ်5လုံးခွေရတယ်ပါဝါရမယ်အပူးရမယ်မင်းကွက်တွေထုတ်ပေးထားတယ်28တို့1ခွန်ဟုတ်လားအဲ့ဒါတွေရမယ်เนาะလိုပဲဖြစ်ဖြစ်အော်တိုရပြီးသားဟုတ်ပါပြီရှင်เนาะလာမင်းကပါကြီးကျေးဇူးများကြီးတင်တယ်4ခွန်4 9 4 3 4 5 40 46ကမင်းတစ်ခွက်ပါရှင်မင်းအော်က46ပါเนาะတစ်ခွက်တင်ထိုးလို့ရပါတယ်စိတ်ကြိုက်တင်ထိုးလို့ရတယ်เนาะမင်းတို့ပြောခဲ့ပြီးတယ်ခွန်နဲ့ပတ်သက်ရင်ခွန်6ရှင်းနဲ့ပတ်သက်ရင်19နှစ်နဲ့ပတ်သက်ရင်2လေးနဲ့ပတ်သက်ရင်လေး6ကမင်းအော်အဲ့တော့နောက်ဆုံးပတ်တီးတစ်လုံးမှကျန်တော့တယ်ရှင်နော်နောက်ဆုံးပတ်တီးပဲလုံးဝမပြောက်တော့ပတ်တီးကတက်ပါရှင်နော်မပြောက်ပတ်တီးတက်တစ်လုံးပါနော်လုံးဝမပြောက်ပတ်တီးတက်တစ်လုံးပါရှင်မပြောက်ပါဘူးတက်တစ်လုံးလုံးဝမပြောက်ဘူးနော်အဲ့တော့တက်နဲ့ပတ်သက်ရင်တက်4 10 13 15 19အဲ့ဒီတွေကမင်းကွက်ပြန်ထုတ်မှာနော်10 14 15 13 19ပါတစ်တလုံးလုံးဝမကြောက်ပါဘူး